ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာ JPay မြန်မာပြည်သူ့ငွေလွှဲ application မှာကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်ဗီဒီယိုမှာတော့ JPay application မှာတစ်ဆင့်ငွေလွှဲတဲ့အခါမြန်မာနိုင်ငံမှာရှိတဲ့ငွေလက်ခံသူရဲ့အသေးစိတ်အချက်လက်ဖြည့်စွက်နေကိုပြပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာတကယ်လို့အကောင့်မဖွင့်ရသေးရင်တော့ JPay application အကောင့်ဖွင့်ပုံအစီအစဉ်ကို description မှာ link လေးထည့်ထားပါဖြစ်တာမို့တွားရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာမြန်မာနိုင်ငံငွေလွှဲမယ်ဆိုရင်ပထမဦးဆုံးအနေနဲ့မိမိရဲ့ဖုန်းနံပါတ်နဲ့လျှို့ဝှက်ကိုရိုက်ထည့်ပြီးအကောင့်အရင်ဝင်ရမှာဖြစ်ပါတယ်ခင်ဗျာပုံတွင်ပြထားသည့်အတိုင်းငွေလွှဲသင်္ကေတအားနှိပ်ပါထို့နောက်အသစ်ထည့်သွင်းရန်ကိုနှိပ်ပါအဆင့်1လက်ခံမိနိုင်ငံနေရာတွင်မြန်မာကိုရွေးချယ်ပေးပါအဆင့်2မြန်မာနိုင်ငံရှိငွေလက်ခံသူ၏အမည်ကိုထည့်သွင်းပါအဆင့်3မြန်မာနိုင်ငံရှိငွေလက်ခံသူ၏မွေးနေ့အားဖြည့်စွက်ပါအဆင့်4ငွေလက်ခံသူ၏ဖုန်းနံပါတ်အားဖြည့်စွက်ပါအဆင့်5 ID မျိုးစားနေရာတွင်မှတ်ပုံတင်ကိုရွေးချယ်ပေးပြီးငွေလက်ခံသူ၏မှတ်ပုံတင်ကိုဖြည့်စွက်ပါအဆင့်6ငွေလက်ခံသူနှင့်မိမိ၏တော်ဆက်ပုံကိုရွေးချယ်ပါအဆင့်9ငွေလက်ခံသူ၏လိပ်စာအားဖြည့်စွက်ပါထို့နောက်ရှေ့ဆက်ရန်ကိုနှိပ်ပါအဆင့်10ငွေလက်ခံသူ၏e-wallet သို့မဟုတ်ဘဏ်အသေးစိတ်အချက်အလက်များကိုဖြည့်ပါပေးချေမှုမျိုးစားနေရာတွင်ဘဏ်သို့လွှဲလိုပါက bank transfer ကိုရွေးချယ်ပါထို့နောက်ဘဏ်နာမည်ကိုရွေးချယ်ပြီးဘဏ်နံပါတ်အားဖြည့်စွက်ပါARB သို့မဟုတ် KBZ ပေးသို့လွှဲလိုပါက e-wallet ကိုရွေးချယ်ပေးပါထို့နောက်မိမိလွှဲလိုသောပေးစားပေးအားရွေးချယ်ပြီးငွေလက်ခံသူ၏ ARB သို့မဟုတ် KBZ ပေးဖုန်းနံပါတ်အားဖြည့်စွက်ပါရှေ့ဆက်ရန်ကိုနှိပ်ပါဖြည့်စွက်ထားသောငွေလက်ခံသူအသေးစိတ်အချက်အလက်များကိုတေချာစွာပြန်လည်စစ်ဆေးပြီးတင်ဆက်ပါရင်းအဆင့်များပြီးဆုံးပါကမြန်မာပြည်သို့ငွေလွှဲရန်လက်ခံသူအသေးစိတ်အချက်လက်ဖြည့်ဆွက်ခြင်းအောင်မြင်စွာပြီးဆုံးပါပြီအခက်အခဲတစ်စုံတစ်ရာရှိပါကကျွန်တော်တို့၏ JPay Facebook Page Messenger သို့မဟုတ် call center ဖုန်းနံပါတ်များသို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်